ဆရာလေးကိုရင်မလောင်းတော့လားဒီနေ့တကြံအောင်ဆုံးလေနော်ဘာလဲလက်လျှော့လိုက်ကြပြီလား ဘာကိစ္စလဲရှော့မှာလဲဒီနေ့တကြံတောင်ဆုံးနေမှာဆရာလေးကိုမရရမရှိလောင်းပြပဲ အမလေးနှစ်စိတ်ကူးတွေရင်းနေတယ်ဆရာလေးကိုလေနင်တို့ရေလောင်းလို့လည်းမရတော့ဘူးနော်မုံလုံးရေပေါ်လည်းကျွေးလို့မရတော့ဘူး ခုဆိုလို့ရှိရင်ပြုံမရဆရာအကွန်နဲ့ဘာရောက်ခါမှတော့မကြောက်တော့ တရားကိုတကယ်အားကိုးတာ ဟုတ်ဖြစ်နိုင်ရင်လေတသက်လုံးနောက်မှအကုလိုက်ချင်တာပါဆရာရဲ့ အေးဟဲ့တကြံမှာသူတို့ဘလောက်ပြုံနေလိုက်မလဲ ဟိုအေးဒီနေ့တရက်ထဲပဲညီရလဲ အခုတော့ငါတို့ကဝင်လေထွက်လေရှုနေရတယ်မှတ်နေရတယ်ဟဲ့တတော်ဟာကျမ်းမာပါစီချမ်းသာပါစီ ဟိုဟာမနှစ်ယောက်မပါပေါ့လေ